ကျွန်တော်တို့မြန်မာလူမျိုးတွေကြားမှာရှေးခင်ကတည်းကဂျာပန်နားမှာရှိခဲ့တဲ့ကြက်ရွာဆိုတဲ့စကားလုံးဟာကြောက်စရာကောင်းတယ်လို့စမ်းကြံမှုတွေနဲ့လည်းပြည့်နေနေပါတယ်။လမ်းမဝင်မိရာကနေလူတွေနဲ့တူတဲ့ရွာကြီးတွေရွာကိုရောက်သွားတယ်။စားတော့အခမ်းအနားတွေခံရတယ်။ဒါပေမဲ့မနေ့လေးတဲ့အခါကျမှထုတ်တန်ဟောင်းကြီးဖြစ်နေတာမျိုးပေါ့။ဒါဆိုကြက်ရွာဆိုတာတကယ်ရှိတယ်လား။ဘုရားဘာသာကျမ်းဂန်တွေထဲမှာရောဒီအကြောင်းအရာတွေကိုဘယ်လိုဖွင့်ဆိုရှာလဲဆိုတာကိုဒီနေ့တင်ဆက်ပေးတော့ပါမယ်။ကြက်ဆိုတာဘာလဲ။အရင်ဆုံးကြက်ဆိုတဲ့စကားလုံးကိုကြည့်အောင်ပါ။ဘုရားဘာသာပိဋကမာယူဆရာတတဝါတွေကိုဘုံလုံးစတဲ့ပုံခွဲခြားထားရမှာကျက်ဆိုတာတိတက်ပုံတစ်ပုံမဟုတ်ပါဘူးအမှန်တော့ကျက်ဆိုတာပြိတ္တာမျိုးနွယ်စုတွေမှာပါဝင်တဲ့တတဝါတစ်မျိုးဖြစ်ပါတယ်အထူးသဖြင့်တကုရှိရဲ့ပြိတ္တာဒါမှမဟုတ်ဝေမာနိကပြိတ္တာတွေကိုကျက်လို့ခေါ်ဆိုကြတာဖြစ်ပါတယ်ကျက်ရွာရဲ့တဘောတစ်ပါဝဘုရားစာပေတွေရဝေမာနိကပြိတ္တာဆိုတာအခုတို့နဲ့အခုတို့ရောထွေးနေတူတွေပါသူတို့ကတစ်ခါတလေနတ်သားနတ်သမီးတွေလိုလှပတဲ့နန်းနန်းတွေနေရတယ်လို့တစ်ခါတလေကြတော့လေပြိတ္တာဘဝရဲ့ဆင်းရဲဒုက္ခကိုခံစားကြရပါတယ်ဒီလိုတကုရှိရဲ့ဖြစ်တာတွေစုဝေးနေထိုင်တဲ့နေရာတွေကိုလူတွေကကြက်ရွာလို့အလွယ်ခေါ်ကြတာပါသူတို့ကဖန်ဆင်းနေတဲ့တကုရှိရဲ့အတွက်လူတွေရဲ့မျက်စိထဲမှာရွာကြီးတွေပြလို့အင်ဂျင်တွေလိုမြင်အောင်ဖန်ဆင်းထားနိုင်စွာရှိကြပါတယ်လူတွေဘာကြောင့်မြင်ရတယ်လဲဒါဆိုဘာကြောင့်လူတွေမမြင်ရလူတိုင်းမမြင်ရပဲတချို့လူတွေပဲမြင်ရတယ်လဲဆိုရင်အချက်တုံးချက်ရှိနေနိုင်ပါတယ်ကန်တူကျုပ်ပေးအတိတ်ဘဝကထိုတတဝါတွေနဲ့ပတ်သက်မှုတဲ့ကံကြောင်းတရားရှိခြင်းတကုဖြစ်ပြတာချင်းထိုတတဝါတွေကအကူအညီတောင်းခြင်းလို့ဖြစ်စေအမြောက်ဝေခံခြင်းလို့ဖြစ်စေလူတွေကိုမြင်အောင်ပြခြင်းတတဘောတိုက်ဆိုင်ခြင်းလူရဲ့စိတ်ဆွမ်းကြဆင်းခြင်းဒါမှမဟုတ်တတဘောချင်းနှိစက်တဲ့နေရာမျိုးတွေမှာအာယုန်နဲ့ထင်းလာခြင်းဖြစ်ပါတယ်ချိုးလိုက်ရင်တော့ချက်ရွာဆိုတာလူတွေနေရရွာလိုမျိုးရုပ်ထုအရာတကယ်တရှိရမဟုတ်ပဲနန်လောက်ကတတဝါတွေရစုပေါင်းနေထိုင်မှုနေမျိုးတစ်ခုတော့ဖြစ်ပါတယ်ဘုရားမြတ်စွာကတော့ဒီလိုတတဝါတွေကိုကြောက်လန့်နေဖို့တဲ့သူတို့ကဆင်းရဲဒုက္ခရောက်နေသူတွေဖြစ်တဲ့အတွက်မေတ္တာပို့တာပေးဖို့နဲ့ကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေဖို့လမ်းညွှန်ထားပါတယ်ဒါကြောင့်ချက်ရွာအကြောင်းကြားတဲ့အခါထိတ်လန့်စေရမလို့ပဲတဏှာရဲ့ကြောက်မက်ဖွယ်ကောင်းပုံနဲ့ကုသတရားရဲ့အရေးကြီးပုံကိုတတိပြုနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေ